4,500နဲ့ရွှေဦးလုံးလေးပြောပြကြပြီလား မဆွဲ4,500တက်တက်လေးမလား 4,500တန်ကိုမြတ်သေးရတယ်မြင့်မှာ2,000ရှိလား ရှိရတယ် အေး4,500တန်သေးတယ်ဆိုရင်သူ့ထက်ကြီးရဲ့အလုံး6,500တန်ရှိတယ် 6,500တကယ်ရလို့လားမဆွဲဂျင်းများလားအခောက်ရွှေရောပြည့်ရလားအဲ့ဒီရွှေများလား တကယ်ရတာပေါ့ဂျင်းလည်းမဟုတ်ဘူးမိတ်သက်လေးလည်းမဟုတ်ဘူးဂျင်းဟောမဟုတ်သေးတယ်ဆိုရင်ဒီမှာရွှေကိုအယောင်လန်းကအခောက်ရွှေစစ်လိုက်တာမှလည်းလေအဲ့ဆွေးဆက်ကြီးနဲ့စမ်းပြပေးထားတာ69.9ရခိုင်တော့ပြီးတော့အခောက်ရွှေစစ်နဲ့ကိုမြည်ရ အဲ့လိုမဆွဲပြောတဲ့6,500နဲ့လက်ခ4,000လောက်ပါနေရော လက်ခ4,000လောက်ပါစရာလားလက်ခကလည်းရာခဏန်းပဲပါတာ အဲ့လိုမဆွဲပြောသလိုဆိုတန်တာပေါ့မ4,500ထဲပို့ကြည့်ရဆိုတော့လိုက်ပြအောင်လေအဲ့ဆို ပြမယ်ဆိုင်ကြီးမှရှိရလားလိုက်ခဲ့ဒီ6,500တန်အလုံးလေးတွေက4,500တန်အလုံးလေးတွေထက်စိုက်ရောရွှေချိန်ရောပိုပြီးတော့ကြီးပါတယ်။6ပဲရည်ပြည့်အခောက်ရွှေလေးဖြစ်တဲ့လက်ခလေးကလည်းရာခဏန်းဝင်းစင်ပဲပါတာမို့အလားဝင်းစင်တဲ့သူတွေအတွက်လည်းမိမိစိတ်ကြိုက် creation လေးလုပ်ပြီးတော့ဝင်းစင်လို့ရပါတယ်ရှင်။ဒီမဟုတ်တဲ့အတွက်ကြောင့်မို့တည်တဲ့သူတွေကတော့စိုင်လာပြီးတစ်မျိုး online ကတစ်မျိုးမှာယူပြီးတော့ဝယ်နေကြပြီနော်။ဒီလိုမျိုး6,500တန်အလုံးလေးတွေကိုစုဖို့ပဲဖြစ်ဖြစ်ပလဲလေးနဲ့အလှဝတ်ဖို့ပဲဖြစ်ဖြစ်လိုချင်နေဆိုရင်တော့မြန်မာရွှေကိုအယောင်လန်းလာခလိုက်တော့နော်။